ဒီရှင်းလင်းချက်အစီအစဉ်ကိုကြိုဆိုပါတယ်။ဒီနေ့မှာတော့အစားအသောက်ဘေးကင်းလုံခြုံရေးဆိုတဲ့အရေးကြီးတဲ့ကဏ္ဍကိုဂိမ်းတစ်ခုလိုမျိုးပြောစရာကောင်းအောင်လေ့လာကြည့်ကြမယ်။ဖင်လန်နိုင်ငံအစားအသောက်အာဏာပိုင်အဖွဲ့ရဲ့တရားဝင်စာမေးပွဲပုံစံအတိုင်းခင်ဗျားတို့ရဲ့ဗဟုသုတကိုစမ်းသပ်ကြည့်မှာပါ။စားတောက်ဆိုင်လုပ်ငန်းမှာလုပ်ကင်နေတဲ့တွေပဲဖြစ်ဖြစ်အိမ်မှာချက်ပြုတ်စားတောက်နေတဲ့သူတွေပဲဖြစ်ဖြစ်ဒီစည်းမျဉ်းတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာမျက်စိနဲ့မမြင်နိုင်တဲ့အမှုစီဝပိုးမွားလောကကိုထိန်းချုပ်ပေးထားတာပါ။ဒီ hygiene passport ကိုရဖို့အတွက်ခင်ဗျားတို့မှာအရေးချင်းရှိမရှိကြည့်လိုက်ရအောင်။ဒီနေ့အတွက်စီစဉ်ထားတာကတော့ပထမဆုံးအနေနဲ့ hygiene passport စာမေးပွဲပြီးရင်အနေအဆုံးကိုခွဲခြမ်းစိတ်ဖြာဖို့ပိုးမွားတွေကူးစက်မှုကိုတားဆီးဖို့တကိုယ်ရည်တန်ရှင်းရေးစည်းမျဉ်းတွေကိုစစ်ဆေးဖို့နဲ့နောက်ဆုံးမှာတော့ဘေးကင်းလုံခြုံရေးစစ်ဆေးမှုတွေကိုဖျက်ကျော်ဖို့ပဲဖြစ်ပါတယ်။ကဲပထမပိုင်းဖြစ်တဲ့ hygiene passport စာမေးပွဲအကြောင်းစလိုက်ရအောင်။ဖင်လန်အစားအသောက်အာဏာပိုင်အဖွဲ့ရဲ့စာမေးပွဲကတော်တော်လေးတင်းကျပ်ပါတယ်။လိမ်ညာဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ခဲတံသုံးလို့မရဘဲဘောပင်ဒါမှမဟုတ်မင်းချောက်ညံတဲ့ဘောပင်ကိုသာသုံးရမှာပါ။စာမေးပွဲဖြေမဲ့သူကစာမေးပွဲမစခင်မှာကိုယ့်ရဲ့တရားဝင်မှတ်ပုံတင်ကိုစစ်ဆေးခံရအောင်ပါပါ။အမှားခံနိုင်တဲ့နှုန်းကလည်းအင်မတန်နည်းပါတယ်။မေးခွန်း40မှာအနည်းဆုံး34ခုမှန်မှအောင်ပါပါ။ဆိုလိုတာက40ထဲမှာ6ခုပဲမှားခွင့်ရှိတာပါ။တော်တော်လေးဖိအားများတဲ့စာမေးပွဲပါပဲ။ဒုတိယပိုင်းအနည်းဆုံးကိုတွားကြရအောင်။ဒါကိုအပူချိန်တိုက်ပွဲလို့လည်းခေါ်ပါတယ်။စာမေးပွဲရဲ့အရေးအကြီးဆုံးမေးခွန်းကအပူချိန်ကပိုးမွားတွေကိုတိုးပွားစေသလားဆိုတာပါပဲ။အဖြေကတော့ဟုတ်တယ်ဆိုတာပါပဲ။အပူချိန်ကပိုးမွားတွေဘလောက်မြန်မြန်ပွားမလဲဆိုတာကိုဆုံးဖြတ်ပေးတာပါ။အေးခဲထားတဲ့ဘယ်ရီတီးတွေမှာတော့အစာစိတ်သင့်စေတဲ့ပိုးမွားတွေပါနိုင်ပါသေးတယ်။အေးခဲလိုက်တာကပိုးမွားတွေကိုမသေးစေဘဲခဏရက်တန့်ထားတာမျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့ချက်ပြုတ်ထားတဲ့ထမင်းကိုအခန်းပူချိန်မှာထားလိုက်ရင်တော့ပိုးမွားတွေကအလွန်မြန်မြန်ပွားများလာမှာပါ။အနည်းဆုံးဆိုတာကတော့ပေါင်း6ဒီဂရီနဲ့ပေါင်း60ဒီဂရီဆယ်စီယပ်စ်ကြားမှာရှိပါတယ်။ဒီအပူချိန်ကြားမှာပိုးမွားတွေကအမြန်ဆုံးပွားများလို့ပါ။အေးတဲ့အစားအစာကို6ဒီဂရီအောက်ပူတဲ့အစားအစာကို60ဒီဂရီထက်မှာထားဖို့ကရွှေစည်းမျဉ်းပါပဲ။ Norovirus လိုပိုးမွားတွေကိုတက်ဖို့ဆိုရင်တော့အစားအစာကို90ဒီဂရီဆယ်စီယပ်စ်အထက်မှာအနည်းဆုံး2မိနစ်လောက်အပူပေးရပါမယ်။တတိယပိုင်းအနေနဲ့ပိုးမွားကူးစက်မှုတားဆီးခြင်းအကြောင်းပါ။ရေခဲတုံးတွေကနေအစာစိတ်သင့်နိုင်သလားဆိုတဲ့မေးခွန်းအတွက်အဖြေကဟုတ်တယ်ဆိုတာပါပဲ။ရေခဲဆက်ကညစ်ပတ်နေရင်ရေခဲတုံးတွေကနေတဆင့်ပိုးမွားတွေကူးစက်နိုင်ပါတယ်။စက်သားစိမ့်နေတဲ့ဓာတ်တွေပကံတွေကနေဆယ်မိုနယ်လာပိုးတွေကူးစက်နိုင်ပါတယ်။အထုပ်မပါတဲ့စိတ်လိပ်ပြင်းကင်ထားတဲ့ငါးနဲ့ငါးတွေကိုတနေရာထဲမှာမထားရပါဘူး။ရေခဲမုန်းခတ်တဲ့ဇွန်းညစ်ပတ်ရင်လည်းပိုးမွားတွေကအချို့ပွဲတွေတန်းရောက်သွားမှာပါ။ဓာတ်ခုတ်တဲ့ပြားတွေမှာအကြောင်းလေးတွေရှိရင်လည်းပိုးမွားတွေပုံကိုရနေရဖြစ်သွားတတ်ပါတယ်။နောက်ပြီးဘက်ကျူရန်ထုတ်ပိုးထားတိုင်းလည်းလုံးဝမလုံခြုံပါဘူး။အပူချိန်ကိုစနစ်တကျမထိန်းရင်ပိုးမွားတွေပွားနိုင်ပါသေးတယ်။စတုတ္ထပိုင်းကတော့တကိုယ်ရည်တန်ရှင်းရေးစည်းမျဉ်းတွေပါ။အလုပ်ခွင်မှာတီးတန့်ဝတ်စုံဝတ်ရပါမယ်။ဆယ်မိုနယ်လာပိုးကူးစက်ခံထားရရင်အစားအသောက်တွေကိုဓာတ်ရိုက်မကင်တွေရပါဘူး။နာချေချောင်းဆိုးရင်လည်းအစားအသောက်တွေညစ်ပတ်စေပါတယ်။လက်အိတ်ဆွတ်ထားတိုင်းလည်းမလုံခြုံပါဘူး။ညစ်ပတ်တဲ့နေရာတွေကိုကင်မိရင်လက်အိတ်ကနေတဆင့်ပိုးမွားတွေကူးစက်နိုင်ပါတယ်။နောက်ပြီးလက်ဆေးပြီးရင်ရေပိုက်ကောင်းကိုအဝတ်စဒါမှမဟုတ်စက္ကူနဲ့ပိတ်ဖို့မမေ့ပါနဲ့။နောက်ဆုံးပြဿနာပိုင်းကတော့ဘေးကင်းလုံခြုံရေးစစ်ဆေးမှုပါ။တန်ရှင်းရေးလုပ်တာကတစ်ချိန်နဲ့မပြီးပါဘူး။အစီအစဉ်တကျနဲ့အမြဲလုပ်ဆောင်ရမှာပါ။ microwave နဲ့အပူပေးလိုက်တိုင်းပိုးမွားတွေအကုန်မသေးပါဘူး။မှုတက်နေတဲ့ယိုတွေကိုအပေါ်ရန်ဖယ်ပြီးစားလို့လည်းမရပါဘူး။နောက်ဆုံးမှာတော့လုပ်ငန်းရှင်တွေအနေနဲ့ဝန်ထမ်းတိုင်း hygiene passport ရှိဖို့တာဝန်ယူရပါမယ်။ဒီလောက်ဆိုရင်အနည်းဆုံးအကြောင်းနဲ့ပိုးမွားကူးစက်မှုတားဆီးနည်းတွေကိုနားလည်လောက်ပြီးလို့ထင်ပါတယ်။နောက်တစ်ခါအစားအစာတွေကိုအပြင်မှာထားခဲ့တဲ့အခါဒါမှမဟုတ်လက်နဲ့ရေပိုက်ကောင်းကိုကင်တဲ့အခါသတိထားဖို့မမေ့ပါနဲ့။ဒီနေ့အတွက်လေ့လာမှုမှာအတူတူရှိပေးလို့ကျေးဇူးတင်ပါတယ်။